မယ်မင်္ဂလာပါခုကတော့ကျွန်တော်ဖူဂျီရဲပဲရောက်နေပေါ့ဟိုဘက်ရှိမရဘက်က campground တခုသွားမှာဖြစ်ပါတယ်အခုဒီဖူဂျီရဲမှာဒီနေရာလဲဆာကူရာတွေပန်းနေအများကြီးပဲရှိတယ်ပုံမှန်ဆိုတော့ဒီချိန်ပွင့်ရဒီနှစ်ကနည်းနည်းပွင့်တာနောက်ကြတော့ခုမပွင့်နေနောက်ပတ်လောက်ဆိုတေချာပေါ့ကောင်းကောင်းပွင့်ဒီဆာကူရာပင်တွေကတော့တန်းလိုက်ကြီးပဲသူတို့တွေမီးတွေပါတွေရောတေတေချာချာပြင်ထားတာပါဒီချောင်းပေးမှာပဲပေါ့နော်ဟိုးဘက်မှာဆိုလဲအပင်တွေမှာအများကြီးရှိပါတယ်မီးတွေပါရောတေချာပြင်ဆင်ထားပြီးပါပြီကျွန်တော်ရဲ့ဒီနေ့ plan ကတော့ကျွန်တော်ဒီကုဆနိုဝါကီ campground ကိုသွားမှာပေါ့နော်အဲ့ဒါပြီးရင် camp မှာညအိပ်မယ်ပြီးရင်နောက်နေ့မှာယိုရှိရှိလို့တော့ဆာကူရာဆိုတဲ့ဒီလက်ပကင်းနေချားမှာပေါ့ရှိတဲ့ဒီဆာကူရာပင်ကြီးတပင်နဲ့ပေါ့နော်ဒီရှီအောင်ဆာကူရာပင်ကြီးအဲ့နေရာကိုသွားမှာဖြစ်ပါတယ်ခုကတော့ကျွန်တော်ရှီဇူအိုကာနေသွားမယ်ဆိုတော့အခု campground သွားမယ်ဆိုရင်တနာရီဒါလောက်တော့မောပါတယ်ခုဒီဆောင်းလဲကုန်ຫນွေလဲစဝင်လာပြီဆိုတော့ကျွန်တော်ຫນွေဦးရောက်ပြီဆိုတော့ကျွန်တော်ရဲ့ဆိုင်ကယ်သမားတွေကြိုက်ရတဲ့တခုရောက်လာပေါ့နော်ဒီရှူခင်းနေဆိုရင်လည်းစိတ်ရင်းဆူဆူနဲ့အရန်ပဲလာပါတယ်လို့နဲ့ကျွန်တော်ပြေးပြေးပဲနားလိုက်မောင်းလိုက်နဲ့ကျွန်တော်ဒီဖူဂျီရဲရာပြီးတော့ရှီမာရာပြီးတော့ကျွန်တော်ဒီတောင်ကြားထဲဝင်လာပေါ့နော်ဒီမြေပေးတစ်လျှောက်တိုင်းပဲကျွန်တော်မောင်းလိုက်ရင်လည်းကျွန်တော်နိုင်ဝက်တော့မောင်းလိုက်ရတယ်ဗျာအဲ့ဒီကံကိုရောက်ဖို့လမ်းမှာလည်းကျွန်တော် drone လေးပိုင်းနဲ့တောင်ရိုက်မြောက်ရုံဗျာလမ်းမှာဆိုလည်းဒီဆိုင်ကသမားကြီးတော်များများတွေ့ရပါတယ်ဒီခုချိန်ဆိုင်ကရမ်းမောင်းလို့ခေါ်တယ်ပေါ့နော်ကျွန်တော်တို့ဒီကန့်ကိုရောက်ချင်းမှာကျွန်တော် check in ဝင်ဖို့လုပ်ပါတယ်ဒီကျွန်တော်ဒီကန့်ကကျွန်တော်ရှေ့တရက်နေ့လောက်ကကြိုးပြီးတော့ကျွန်တော်ဖုန်းရင်ဆက်ထားတာပေါ့ဗျာအဲ့နေရာကိုသူတို့တွေသဘောကောင်းပါတယ်ချင်းရအဲ့ရလဲအဲ့မှာကျွန်တော်ဒီကန့်က1400ပေါ့နော်အကုန်အစုံရှိရဒီမှာ on sun ဘာညာစိန်လို့လဲဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့ on sun စိန်မယ်ဆိုရင်တော့ပတ်စံတက်ပြီးတော့ပေးရတယ်ပြီးတော့နေရာသူဘယ်နေရာရတယ်ဆိုရှင်းပြရတယ်ပေါ့နော်ကျွန်တော်လူချင်တာတော့ဒီပဲချောင်းပယ်နဲ့လူရှင်းတဲ့နေရာလေးလူချင်ပေမဲ့ကျွန်တော်ရောက်တာနည်းနည်းနောက်ကျသွားတဲ့အတွက်ကိုလူချင်တဲ့နေရာမရဘူးပေါ့ဗျာဒီလိုကိုကနေရာကောင်းကောင်းလူချင်နေဆိုရင်တော့စောစောစီးစီးလာဖို့တော့လိုပါတယ်ထင်းဘာညာမပါခဲ့တဲ့အတွက်ယူလိုက်တယ်အဲ့မှာပဲထင်းဘာညာဝယ်တယ်ပေါ့ညကြအေးမှာဆိုတဲ့အတွက်ထင်းကတစည်းကို400ထပ်ပေးလိုက်ရပါတယ်တင်ပါညပြီးပြီးတော့ကမ်နီအောင်ဟိုဖြစ်ပါတယ်ကမ်ကနေရတော်တော်ကျယ်ပြသူတတ်မှတ်ထားတဲ့ဒီ ABC ဆိုအကွက်လေးတွေရိုက်ပြထားတာပေါ့နော်အဲ့ဒီထဲမှာကိုနေရာနဲ့ကိုပေါ့နော်ကို area နဲ့ကိုနေရာတော်တော်လေးကျယ်ပါတယ်တန်ကြီးတွေနဲ့မိသားစုတိုက်တငယ်ချင်းတွေစူပွဲနဲ့လာတယ်တော်တော်လေးဆင်ပြေပြကလေးတွေပိုင်းနဲ့လည်းစော့တဲ့နေရာတွေအများကြီးရှိတယ်ပေါ့နော်ဟိုပေါ်မှာဆိုလည်းအန်ဂျန်ကြီးရှိတယ်အဲ့တော့မှဆိုလည်းစပ်ပြရလေးအများကြီးရှိပါတယ်ရက်လေးဆိုလေတော်ဆင်ပြေတယ်ဒီလက်နဲ့လေးကြည့်ပြီးထိုးလိုက်ပါတယ်ကောင်းပါပါဒီလိုနဲ့ကျွန်တော်အေးရပါညာစီပေးချပါညာပြင်ပြီးပေါ့
လေးစားလိုက်ပြာလေးတူတောက်လိုက်ပါဒီဘာညာပြီးတော့ကျွန်တော်ဒီအောင်စီးရတဲ့ကျွန်တော် drone နဲ့အဝန်းကြီးရှောင်းလိုက်ပါတယ်အဲ့ဒါပါလေခုရတဲ့ဒီပကင်းကြီးမြေဆိုတော့ပို့ပြီးတော့တာတာတော့ဒီလိုဆိုင်ရွာလေးမှာရှိတယ်မြေပေးနေတယ်ခွေးလေးမှာရှိတယ်ဗျာအဲ့ကန်လေးစင်မိပါတယ်အဲ့လိုနဲ့မှောင်သားပြူလာတော့ကျွန်တော်နောက်တဲ့ကျန်တဲ့အသားလေးတွေတက်ပြီးกินစားပြီးရကုန်သွားတော့ကျွန်တော်ရင်းနှွေးလေးနေပဲပေါ့ချီးနေပါတယ်တယောက်တည်းရမ်းမိုက်ပါတယ်ဒီလိုပါလေးရတယ်ရမ်းကြိုက်ပါတယ်ကျွန်တော်တော့ကဲအိပ်ပါတော့မယ်မနေ့ကျရင်တော့ဒီဟိုဆာကူရာပင်တပင်လေးရှိတဲ့နေရာလားအဲ့နေရာသွားမယ်အဲ့နေရာသွားမယ်ဆာကူရာပင်သူနဲ့300ကျော်နေအဲ့ပင်ရှိနေရာသွားမယ်အဲ့ဒီပါတော့မယ်ခဏနိုင်ပါဒုံးလွတ်တာကြတော့ဒီတက်နေကြတဲ့ကနေလွတ်ချင်ပေမဲ့စင်မပြေဘူးပြတခြားလူတွေလည်းရှိတဲ့တော့ပေါ့နော်ဒီပန်းကျက်ဘက်ကိုလာလွတ်တာပဲဖြစ်ပါတယ်ခုမြင်နေရတဲ့ဆာကူရာတွေလည်းဒါတောင်တပင်းလုံးမပွင့်သေးဘူးနော်နောက်ပတ်လောက်ဆိုရင်အကုန်လုံးပွင့်ပိုးပြီးတော့ခေါင်းလာမှာပါကျွန်တော်မနေ့6နာရီခွဲလောက်မှာအေးရနိုးတော့အပေါ်ပါပညာသွားမျက်နှာပညာတက်ပြီးတော့ကျုံပညာသွားပြီးတော့ရိုက်ပါသေးတယ်အဲ့လိုရိုက်ပြီးတော့ကျွန်တော်မနေ့စာအတွက်ပေါ့နော်ဒီ copy နဲ့ပေါမုံကျုပ်ကြော်စားတာပေါ့ဗျာအဲ့မှာကျွန်တော်မနေ့ကျတော့တိုင်းပတ်ပါလေး gas ကကုန်နေတယ် gas ဘူးကအသစ်ထပ်မွေးဝယ်ဖို့မေးသွားတဲ့အတွက်အဲ့လိုနဲ့ကျွန်တော်ဒီထင်းမီဘုတ်ပုံမှာပဲယူနီကိုတည်ပြီးတော့ထင်းမီဘုတ်နဲ့ပဲကြော်လောရတယ်ပေါ့အဲ့တော့မီကိုရီပေတော့တော်တော်လေးပြန်ဆေးလိုက်ရပါသေးတယ်โอเคပစ္စည်းတွေတော်တော်များများတော့တိမ့်မိသွားပြီတန်းဒီချောင်းရင်တိမ့်ဝင်ကြတယ်ကျွန်တော်မနေ့10နာရီလောက်မှာအကုန်ပစ္စည်းဘာညာအေးစေးသိမ်းတက်ပြီးတော့ခုကျွန်တော်မနေ့ကပြောထားတဲ့ဒီဆာကူရာပင်ရှိတဲ့လက်ဖက်ကင်းနေကြထဲမှာရှိတဲ့ဆာကူရာပင်ကိုဘာမှဖြစ်ပါတယ်ဒီဆာကူရာပင်ကြီးကဒီလက်ဖက်ကင်းပြားမှာပေါ့ရှိရပါတော့သူကနည်း300လောက်ရှိတော့အပင်ကြီးတစ်ပင်နဲ့ပါတခြားတော့တူမရှိပေမဲ့ဒီတပ်ပုံရိုက်တဲ့သူကြီးကြားမှာနာမည်ကြီးပေါ့နော်အဲ့ဒီဟာဒီနေရာကိုဘာမှဖြစ်ပါတယ်ဒီတက်မှညားလေကောင်းပြီးပြောခဲ့ပါတယ်ဗီဒီယိုကရန်ရှိသွားပြီဖြစ်တဲ့အတွက်ပေါ့နော်ဒီဗီဒီယိုတော့ဒီနေရာမှာပဲနားလိုက်ပါတော့မယ်နောက်ဆာကူရာတက်ကြည့်တဲ့ဗီဒီယိုတော့နောက်ထပ်တစ်ပိုင်းအနေနဲ့ဆက်ပြီးတော့လာပါမယ်အခုလိုကျွန်တော်ရဲ့ဗီဒီယိုကိုပြီးဆုံးတော့ကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ